တင်ကားရာပေါ်ကိုဟင်းချက်စီအနှဲငယ်လောက်တုပ်ပေးလိုက်ုံနဲ့ရလက်ကိုကြည့်ပြီးတင်အံ့ဩသွားပါလိမ့်မယ်အခုကျွန်တော်ပြတ်မဲ့နေလန်းဟာတင်ကားဒါမှမဟုတ်မော်တော်ဆိုင်ကယ်ကိုဂယုဆိုင်ထိန်းသိမ်းတဲ့ပုံစံကိုထာဝရပြောင်းလဲပေးသွားမှာပါဒါကိုတိသွားရင်ကားရည်ဆေးခုံပိုင်ရှင်တွေကကျွန်တော်ကိုမုန်းတီးကြလိမ့်မယ်ကားဆေးဘော်ဒီဆရာတွေတောင်ဒီနေ့ကိုတိသွားရင်မြင့်တက်သွားကြမှာပါအစင်စင်လှုပ်ဆောင်ပုံကိုတွားလိုက်ရအောင်အရင်ဆုံးတန်ရှင်းတဲ့ခွက်တစ်ခုတည်းကိုဟင်းချက်စီအနှဲငယ်ထဲပါတင်နေတိုင်းသုံးနေတဲ့ဟင်းချက်စီမျိုးဆိုရင်ရပါပြီထည့်ရမယ့်ပမာဏကရိုးရှင်းပါတယ်ခွက်ရဲ့အောက်ခြေမှာလက်တစ်စက္ကန့်ပမာဏရှိရင်လုံလောက်ပါပြီဒီစီဟာတာယာကြရှိခံဖို့အတွက်တကယ်ရှိုးဝက်ချက်ပါပဲသူကရောဘာကိုဆူဆွမှုပေးတယ်6တွေ့အကွဲချင်းကနေကာကွယ်ပေးတယ်ဒါအပြင်ရေရွှတ်နဲ့ဖုံမုံတွေကိုတွန်းလှန်ပေးနိုင်တဲ့ရေဆိုခံလွှာတစ်ခုကိုပါဖန်တီးပေးပါတယ်ပြီးရင်တော့အုံးစီဆက်ပြာကြီးအနှဲငယ်ထည့်ပေးပါဒီနေရာမှာအရေးကြီးတဲ့အချက်ကအုံးစီဆက်ပြာကြီးဖြစ်ဖို့လိုပါတယ်သူကပိုပြီးနူးညံ့တယ်လို့စီတွေကိုရောဘာမှာကောင်းကောင်းကက်နေအောင်ကူညီပေးတဲ့တာယာကိုချိုထွက်တာမျိုးဒါမှမဟုတ်အကွက်တွေထင်တာမျိုးမဖြစ်အောင်လဲကာကွယ်ပေးပါတယ်ဒါကိုဆက်မပြောခင်တင်ဟာဗမျိုးဒါမှမဟုတ်ဗနိုင်ငံကနေဒီဗီဒီယိုကိုကြည့်နေလဲဆိုတာအောက်မှာမှတ်ချက်ပေးခဲ့ပါဦးဒီနေ့လန်းလေးဘယ်လောက်ထိပြန့်နှံ့သွားမလဲဆိုတာကျွန်တော်သိချင်လို့ပါကဲအခုတော့အားလုံးကိုတမအောင်အေးအေးဆေးဆေးမွေပေးပါအယောနောဟာခက်ပြစ်ပြစ်လေးဖြစ်လာတာကိုတင်သတိထားမိပါလိမ့်မယ်အဲ့ဒီလိုပုံစံဖြစ်လာမှသာတာယာမှာတုတ်လိုက်တဲ့အခါတပြေးညီဖြစ်ပြီး professional ဆန်တဲ့ပြောင်းလဲမှုကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ပန်းကန်ဆေးတဲ့ရေမြုပ်အသစ်တစ်ခုကိုယူပြီးထိပ်ပိုင်းကိုဒီရောနောနဲ့ဆွတ်လိုက်ပါပြီးရင်တာယာရဲ့ဘေးသားတစ်လျှောက်စိတ်ရှည်လက်ရှည်နဲ့စက်ဝိုင်းပုံစံအတိုင်းပတ်ပြီးတုတ်ပေးပါအများကြီးသုံးဖို့မလိုပါဘူးရှိုးဝက်ချက်ကတော့ပါးပါးလေးနဲ့ပြောင်းလဲနေတဲ့အလွာလေးဖြစ်သွားအောင်အနှံ့ဖြန့်တုတ်ဖို့ပဲဖြစ်ပါတယ်မှတ်ထားရမှာကတာယာဟာတန့်ရှင်းပြီးလုံးဝ6တွေ့နေတဲ့အချိန်မှာတုတ်ပေးရမှာပါဒါမှသာအယောနောဟာရောပါတဲ့ကိုပုံမစိတ်ဝင်နိုင်ပြီးမမြင်နိုင်တဲ့ခန္ဓာရည်ရှိတဲ့အကာအကွယ်လွှာတစ်ခုကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်လူတော်များများကတာယာတွေပြောင်းလဲပြီးအကာအကွယ်ရဖို့အတွက်ပြင်းထန်တဲ့ဓာတုဗေဒပစ္စည်းတွေပါတဲ့စက်မှုထုတ်ကုန်တွေကိုသုံးရမယ်လို့ထင်နေကြတာပါဒါပေမဲ့တကယ်ရှိုးဝက်ချက်ကတစိမ့်အပေါ်မှာမူတည်တာမဟုတ်ပဲစီနဲ့ရောပါတို့ရဲ့တပြုတ်မှုအပေါ်မှာပဲမူတည်နေတယ်ဆိုတာဘယ်သူမှသတိမထားမိကြပါဘူးဟင်းချက်စီမှာမရှိမဖြစ်လို့အပ်တဲ့ဂုဏ်သတိတစ်ခုရှိပါတယ်အဲ့ဒါကတော့ Yaktoika လို့ခေါ်တဲ့ရေကိုတွန်းလှန်နိုင်တဲ့သတိပါပဲတင်ကတာယာပေါ်မှာစီတုပ်လိုက်တဲ့အခါသူကပျော့ပြောင်းပြီးရေဆိုခံတဲ့အလွှာပါလေးတစ်ခုကိုဖြစ်ပေါ်စေပါတယ်အဲ့ဒီအလွှာကဆိုးဆိုးမှုတွေတာယာထဲမဝင်အောင်နဲ့ဖုံမုံတွေကပ်မပါအောင်တားဆီးပေးပါတယ်ဒီအလွှာကတာယာရဲ့တဘာဝအယောင်မပြေအောင်ဖြောဖြောကြီးမဖြစ်သွားအောင်နဲ့နေအောင်ကြည်တန်းကြောင့်ဖြစ်တတ်တဲ့ပျက်စီးမှုတွေကိုလည်းရှော့ချပေးပါတယ်ဒါတင်မကသေးပါဘူးအခုကျွန်တော်တို့သုံးထားတာကအပင်ကြရတဲ့တဘာဝပစ္စည်းတွေဖြစ်လို့ပတ်ဝန်းကျင်ကိုထိခိုက်မှုအလွန်ကြီးပါတယ်ဒါကိုဘယ်သူမှသိမတွေးမိကြပေမဲ့ဒါဟာတကယ်ကိုထူးခြားတဲ့အချက်ပါဒီကာကွယ်လွှာရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့မိုးရွာပြီးနောက်ဒါမှမဟုတ်ပထမအကြိမ်ရေဆေးပြီးနောက်မှာတောင်တာယာပေါ်မှာကြန့်ရှိနေဦးမှာဖြစ်ပါတယ်ပြောင်းလဲမှုကပိုပြီးကြာရှည်ခံတယ်လို့တာယာကလည်းရက်တော်ကြာတဲ့အထိတန့်ရှင်းနေမှာဖြစ်ပါတယ်